တာကီမီချီကမက်ကီရဲ့လက်ကိုဖမ်းဆွဲထားရင်ငါမင်းကိုတေကိုင်းမှာမဟုတ်ဘူးမြန်မြန်ငါလက်ကိုစုပ်ကန်လိုက်လို့အော်ပြောလိုက်ပေမဲ့မက်ကီကအိတ်ဆက်နေပြီးဒါကသုံးလုံးနဲ့ငါမင်းကိုတတ်ဖို့ကြိုးစားခဲ့တာမင်းတိလားလို့ပြန်ပြောလိုက်ပါတယ်တာကီမီချီကငါသတိလစ်တော့မယ်အချိန်သိမ့်မကြံတော့ဘူးလို့ပြောလိုက်တော့မိုက်ကီကမင်းလက်ကိုလွတ်လိုက်ပါအရာအလုံးဒီမှာပဲအဆုံးသတ်ချင်တယ်လို့ပြန်ပြောလိုက်ပါတယ်တာကီမီချီကငါမင်းကိုတေချာပေါက်ကဲတင်မယ်တတ်နိုင်သမျှအချိန်ဘလောက်ပဲဖြစ်ဖြစ်အတိတ်ကိုပြန်သွားမယ်လို့ပြောလိုက်ပါတယ်မိုက်ကီကမင်းဘာအကြောင်းနေပြောနေတာလဲမင်းအတိတ်ကိုပြန်မသွားနိုင်တော့ဘူးမလားအဲ့ဒါကြောင့်ငါမင်းကိုဘယ်တော့မှမတွေ့ချင်ခဲ့တာငါဒီလိုမဖြစ်စေချင်ဘူးလို့အေးဆက်တဲ့အကြည့်တွေနဲ့ပြောလိုက်ပါတယ်တာကီမီချီကမျက်ရည်တွေကျလာပြီးပါစပ်ပိတ်ထားမဲပါလို့ဒီလိုအမြဲတမ်းဖြစ်နေရတာလေဝင်တော့ဝင်ပေါ်အားလုံးကိုမဲပေါ်ကိုအမြဲတင်ထားတယ်မိုက်ကီကျေးဇူးပြုပြီးငါ့ကိုကူညီပါလို့သာပြောလိုက်ပါငါမင်းကိုကယ်ဖို့တေချာပေါ့ငါလာမယ်လို့အော်ပြောလိုက်ပါတယ်အဲ့ဒါကြောင့်မိုက်ကီတယောက်ကမျက်ရည်တွေကျလာပြီးကျေးဇူးပြုပြီးငါ့ကိုကူညီပါတာကီမီချီလို့ပြောလိုက်ပါတယ်မိုက်ကီနဲ့တာကီမီချီတို့ရဲ့ပြင်းထန်တဲ့ဆက်ရတွန်းအားကြောင့်တာကီမီချီတယောက်အတိတ်ကိုနောက်တစ်ခေါက်ပြန်ရောက်သွားပါတယ်တာကီမီချီတယောက်က2008ဇွန်လ6ရက်နေ့မနက်ခင်းမှာမျက်ရည်တွေနဲ့အိပ်ရာထဲမှာနိုးလာခဲ့ပါတယ်ဇူလိုင်လ2005ခုနှစ်လမ်းကြားတစ်ခုမှာလူတယောက်ရန်ဖြစ်နေပါတယ်ဝိုင်းကြီးနေတဲ့လူတွေကအဲ့ငပိန်းလေးရမဖြစ်နိုင်ဘူးတယောက်တည်းနဲ့လူ10ယောက်ကိုရိုက်လိုက်တယ်လို့ပြောနေကြပါတယ်အဲ့လူကတော့ချားလူမဟုတ်ပါဘူးကာဘူကီချိုရဲ့နာမည်ကြီးရှူဂျီဟမ်းမှာပါဟမ်းမှာတယောက်ကရန်ပွဲပြီးလို့စိတ်လိတ်တောင်းနေတော့မှာပဲကီဆာကီကရောက်လာပါတယ်တနေရာရောက်တော့ကီဆာကီကငါရဲ့စစ်တူရင်အယုတ်ဖြစ်လာပါရှူဂျီဟမ်းမှာလို့ပြောလိုက်တော့ဟမ်းမှာကသူကငါစိတ်ဝင်စားမှုကိုဖန်ဆားနိုင်တာပဲချားလူမိုက်တွေနဲ့ရှင်ကွဲပြားနေတယ်လို့တွေးမိလိုက်ပါတယ်တရားတစ်ခုမှာကီဆာကီနဲ့ဟမ်းမှာတို့အတူလမ်းလျှောက်ရင်ဒါကိုမှတ်ထားဟမ်းမှာငါအတွက်မင်းရကရိယာတစ်ခုပဲငါအတွက်အတုံးဝင်တော့ရင်အစားထိုးမယ်လို့ပြောလိုက်ပါတယ်ဟမ်းမှာကဒါငါဘဝပဲမင်းနဲ့သူဖြတ်တန်းရတဲ့ဘဝကအယောင်သွေးစုံတယ်ပြတ်သားတစ်ခုပဲလို့ပြောလိုက်တော့ဘာလို့ဆိုလိုတာလဲအယူလို့ကီဆာကီကပြန်ပြောလိုက်ပါတယ်ကန်တိုဖြစ်ပြမတိုင်ခင်ကီဆာကီနဲ့ဟမ်းမာတို့ကတိုက်ခေါင်မှုပေါ်မှာအတူရှိနေပါတယ်ကီဆာကီကငါမင်းကိုမေးစရာရှိတယ်မင်းငါနောက်ကိုလိုက်ဖို့ဘာလို့တောင်းဆိုတာလဲလို့မေးလိုက်ပါတယ်ဟမ်းမာကလည်းမင်းတိတ်သွားရင်မင်းရဲ့အုပ်ကူမှာမင်းကိုပြောပြမယ်လို့ရီမောပြီးပြောလိုက်တော့ကီဆာကီကလည်းဘာလဲဟာဆိုပြီးရီမိသွားပါတယ်ပြီးတော့အမ်မာကိုလောက်ကြံတုံးကမြင်ကွင်းတွေဒရာဂန်တို့လက်ကထွက်ပြေးရတဲ့အချိန်တွေကီဆာကီတည်ဆုံးခဲ့ရတဲ့မြင်ကွင်းတွေအဲအကြောင်းတွေကိုဟမ်းမာကကီဆာကီရဲ့အုပ်ကူဘေးနားလေးထိုင်ရင်တွေးမိနေပါတယ်မိုက်ကီတယောက်ကကောင်လေးတယောက်ကိုဂုတ်ကနေဆွဲထားပြီးမူချိုမင်းရဲ့အဖွဲတဲ့ကင်တွယ်စေခြင်းတဲ့တယောက်ရှိတယ်ဒီတယောက်ပဲချားတက်ခွဲတွေကဒီမင်းရိုင်းကိုမကင်တွယ်နိုင်လို့လीမင်းသူ့ကိုထိမ့်သိမ့်နိုင်မယ်လို့ငါထင်တယ်လို့ပြောပြီးထားခဲ့ပါတယ်ထိုကောင်လေးရဲ့နာမည်ကဆန်စုပါမူချိုနဲ့ဆန်စုတို့ကရှိုကီကစားနေရင်မူချိုကအခုချိန်မှာဘာကြီးကတန်တရားဝင်စရာကောင်းနေတယ်သူကဥက္ခရာမိတ်ကိုနားထောင်ပုံမရပဲငါနောက်ွယ်မှာရှုပ်နေပုံရတယ်ဒါကိုငါတို့ဥက္ခရာဘာလို့သတိမထားမိတာလဲလို့မေးလိုက်ပါတယ်ဆန်စုကချက်ချင်းပဲသူတို့ကငယ်တငယ်ချင်းတွေမို့လို့ပဲလို့ပြန်ဖြေလိုက်ပါတယ်မူချိုကခန်းစင်းအဖွဲ့ကတော်တော်လေးခိုင်မာတဲ့လှုပ်ရှားမှုတစ်ခုပဲလို့ပြောလိုက်တော့ဆန်စုကဘယင်ကိုကာကွယ်ဖို့ကပထမဦးစားပေးပဲလို့ပြန်ဖြေလိုက်ပါတယ်မူချိုကငါတိပြီအဲ့ဒါမင်းယိုစီယာကိုင်းကိုတယောက်တည်းကင်တွယ်ခဲ့တဲ့အကြောင်းရင်းလားလို့မေးလိုက်ပါတယ်ဆန်စုကငြိမ်သက်နေပြီးသူတို့ကတုံမန်းကိုအဖြစ်မရှိဘူးလို့ပြောတယ်လို့ပြောလိုက်ပါတယ်ဘယင်ကိုကာကွယ်ဖို့ကအဓိကဦးစားပေးဆိုရင်မင်းကိုမင်းလည်းကာကွယ်ရမယ်လို့မူချိုကပြန်ပြောလိုက်ပါတယ်နောက်ထပ်မူချိုကမတ်တစ်ခုကိုထုတ်ပေးပြီးအဲ့အမာရွက်ကိုဖုံးလို့ရနိုင်မယ်လို့ပြောလိုက်တော့မူချိုကမတ်ကိုဝစ်လိုက်ကပြုံးပြီးကျေးဇူးတင်ပါတယ်လို့ပြောလိုက်ပါတယ်အဲ့လိုနဲ့ပဲတနေ့ခွဲကြာတော့ဆန်စုကချားလူတွေထက်ပိုတန်မာလာပြီးတစ္ဆာရှိတာကြောင့်မူချိုရဲ့ယုံကြည်မှုကိုရခဲ့ပြီးဒုကောင်းဆောင်ဖြစ်လာခဲ့ပါတယ်အေဂျင့်နဲ့ညမှာမူချိုနဲ့ဆန်စုတို့ကအတူရှိနေပြီးဆန်စုကငါတူးတဲ့တော့သားဆိုတာမင်းသိလားအဲ့ဒီအားကြောင့်မင်းလိုအကိုတယောက်ကိုမြဲလိုချင်ခဲ့တာလို့ပြုံးပြီးပြောလိုက်ပါတယ်မူချိုကလည်းရတာပေါ့မင်းငါ့ကိုတကယ်အကိုလို့သဘောထားလို့ရတယ်လို့ပြန်ဖြေလိုက်ပါတယ်ဆန်စုကမူချိုရဲ့စကားတွေကိုမင်းကုန်းမထုတ်ပဲနားထောင်ခဲ့တာကြောင့်မူချိုရဲ့ယုံကြည်ရတဲ့ညာလန်ယုံဖြစ်လာပါတယ်ကန်တိုဖြစ်ပြက်ပြီးတော့မူချိုကမိတ်ကိုလန်းကိုရှောက်လို့ရတယ်ငါတိုမန်းကိုပြန်မလာတော့ဘူးလို့ပြောလိုက်ပါတယ်ဆန်စုကဒီလိုဆိုရင်တော့ကျွန်တော်ခေါင်းဆောင်နောက်လိုက်ခဲ့ပါမယ်ဒီနေရာကကျွန်တော်နဲ့သက်ဆိုင်တဲ့နေရာပဲလို့ပြောလိုက်တော့လူချမ်းကြီးမူချိုကပါပြုံးမိသွားပါတယ်တနေ့ခွဲကြာတော့မူချိုတယောက်လူငယ်အချင်းတောင်ကနေပြန်လွတ်လာပါတယ်အဲ့ချိန်မှာပဲလွတ်မြောက်လာတာဂုံယူပါတယ်ဆိုတဲ့အတန်ကြောင့်လက်ကြည့်လိုက်တော့ဆန်စုဖြစ်နေပါတယ်ဆန်စုတယောက်ကကန်တိုအဖြစ်ပြက်ဖြစ်ခဲ့တဲ့နေရာကိုခေါ်သွားပြီးငါဒီနေ့ကိုစောင့်နေခဲ့တာငါလုံးဝတစ္ဆာပေါက်လို့အော်ပြောပြီးဆန်စုကမူချိုရဲ့ရင်ဝကိုဓာတ်နဲ့ခုတ်ပိုင်းလိုက်ပါတယ်မူချိုတယောက်ကဒူးထောက်ထိုင်ကျသွားပြီးဆန်စုမင်းလို့ရေယူမိလိုက်ပါတယ်ဆန်စုကငါမင်းကိုတစ်ချောင်းလုံးလိန်ခဲ့တာရှိုကီကစားနေတော့ငါပြောခဲ့တဲ့စကားကိုတတိယလားမင်းကမိုက်ကီကိုတစ္ဆာပေါက်ခဲ့တာမလားအခုကချက်မိတ်ပဲလို့ပြောရင်ရင်ဝကိုနောက်တစ်ချက်ထပ်ခုတ်ပြလိုက်ပါတယ်မူချိုကမျက်ရည်တွေကျလာရင်ဒါတစ္ဆာပေါက်မှုအတွက်ပြစ်ဒဏ်လားလို့တွေးရင်တည်ဆုံးသွားခဲ့ပါတယ်